တွေလဲကုံဆုံးလို့နေဝင်ချိန်လို့မိန်ဖြောပြီးမေကုံများစွာနဲ့ဒီခန်းထဲမှာအသက်ရှူရတာခက်ခဲပြီးအချာကြီးတောင်းခံခဲ့ရတဲ့မေရဲ့လက်တွေညောင်းညာလို့နှလုံးသားနာကျင်ရင်လဲမျက်ရည်လေးတွေခွင့်ပြုလိုက်ပါအရာရာအစင်ပြေမှာပါအရာရာရဲ့အလဲပေါ်မှာကိုတော့ရှိနေတယ်ကိုတော့ရှိနေတယ်ခင်တရားရဲ့မြတ်တာနဲ့မင်းကိုစောင့်ကြည့်တယ်ကိုစောင့်ကြည့်တယ်ကိုတော့မျက်မှောက်ကနေမင်းတော့မှပြောင်းမသွားဘူးဘာကိုပွေးပိုက်ထားတဲ့လက်ယုံတော်မှာခိုးလုံးမှာစကားလုံးတွေမလှပါလေကိုရောနာလေတဲ့မင်းရဲ့ညီတွားတဲ့လေးကတော့ကိုရောထွက်လုံလောက်တယ်မိတ်ဆွေရင်တယောက်လိုပဲအရာရာကိုပြောပြပါအားလုံးကိုလွတ်ချဖို့ဆောင်ဆိုင်နေတယ်မင်းရဲ့အသက်ရှူတဲ့